အချင်းကကောင်းလာပြီလားနောက်နေ့တွေလည်းဒီအချင်းရင်းနဲ့အကြော်တွေစားခြင်းလို့နေ့တိုင်းအကြော်ကြော်ပါဆိုပြီးတောင်းဆိုရတဲ့အချင်းစံဒီလေးဝင်မြပြပါပဲဖြစ်ပါတယ်ရှင်ဘိုင်းမနာအောင်အတွက်ငရုတ်သီးစိမ့်နဲ့ကြက်သွန်ပြူလေးကိုအရင်လှော်လိုက်ပါမယ်ကျမကတော့ဒီနေ့အသားတူကြော်မှာဖြစ်တဲ့အတွက်ထုံးစံအတိုင်းအသားတူကတော့အားလုံးကြော်တတ်တဲ့အတိုင်းကြော်ပါမယ်ငရုတ်သီးစိမ့်နဲ့ကြက်သွန်ပြူကိုထောင်းပါမယ်ညံ့ညံ့ကလေးထောင်းလိုက်ပါတယ်ပြီးရင်တော့မကြီးသီးအနှစ်ကလေးကိုရေစိမ့်ထားပြီးတော့သူ့ကိုပြစ်ကလေးအနှစ်လှုပ်လိုက်ပါတယ်ကြဲကြဲကြိုက်တဲ့လူကြတော့လည်းနည်းနည်းကျဲလိုက်ပါတော့ကျမတို့ကတော့အပြစ်ကြိုက်တဲ့အတွက်အပြစ်ကလေးထည့်ပါတယ်ပြီးလို့ရှိရင်တော့တကြားထည့်ပါတယ်စားထည့်ပါတယ်ငရုတ်သီးမုံအချက်မုတ်ကလေးလည်းထည့်လိုက်ပါတယ်တကြားစားတွေကတော့ကိုတိုင်းနှစ်သက်တယ်လို့အရသာအတိုင်းစီမံပြီးတော့ထည့်လို့ရပါတယ်ရှင်ပြီးရင်တော့လောလောကူကူပဲအဲ့ဒါလေးကိုဇွန်းလေးနဲ့မွေလိုက်ပါတယ်အစင်းလေးစားလို့ရတယ်အကြော်နဲ့စားလို့ရတယ်အခြေလေးတစ်ပွဲရပါပြီဒီအခြေကဘူးတီကြော်ပျားကြော်ကြက်သွန်ကြော်ငုံကြော်ကြော်မျိုးစုံနဲ့ကြက်ကြော်တွေပါနေလည်းစားလို့ရပါတယ်ချင်းချင်းချွတ်ချွတ်စက်ကလေးနဲ့စားကောင်းပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်